ခရိယန်တချို့ကပေါ့နော်လက်ရှိအခြေအနေအရဘယ်လိုတွေးရသလဲပေါ့ကျမရဲ့အမြင်အရဆိုရင်တချို့အ ਨੇ ဖြစ်မယ်အများထက်ဝက်လောက်ဖြစ်လိမ့်မယ်တရားဟောတာကိုပဲအမှုတော်ဆောင်တယ်လို့ပိတ်သိက်ခံရတယ်လို့ထင်ကြပုံရပါတယ်ဒါကြောင့်လဲအရေးနစ်နေတဲ့သူကိုမကယ်ပဲနဲ့ပေါ့နော်လက်တွေ့တော့မကယ်ပဲနဲ့တရားပြည့်ပြည့်ဟောတဲ့ပုံစံပေါက်နေတာဆိုတော့တရားဟောတာဧဝံဂေလိပြောတာကရှင်သန်နေတဲ့အချိန်တိုင်းအမြဲပြောလို့ရတဲ့အရာဖြစ်တယ်အမြဲလဲလုပ်ရမယ့်အရာဖြစ်တယ်ယုံကြည်သူတိုင်းလုပ်ရမယ့်အရာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့လိုတရားဟောခြင်းတဲ့တရားဟောတာဧဝံဂေလိပြောတာကငလျင်လုံးမှတဘာဝဘေးအန္တရာယ်တစ်ခုခုကြုံရမှပြောရမှာမဟုတ်ဘူးအဲ့လိုမျိုးမြင်တယ်ကျမတို့အဲ့လိုယုံကြည်တယ်အသက်ရှင်တဲ့နေ့ရက်တိုင်းလုပ်ရမယ့်အရာလို့ယုံကြည်တယ်ဒါကြောင့်မို့ကျွန်ုပ်တို့ကကျမဒီမှာပြောချင်တာကဒီကျမ်းစာထဲမှာပြောထားတယ်နော်ကျွန်ုပ်တို့ကလူတွေဖတ်တဲ့စာတဲ့အဲ့ဒါကြောင့်မို့အသက်ရှင်ရင်အပြောနဲ့လည်းသက်တည်ပြရတယ်လို့အလုပ်နဲ့လည်းသက်တည်ပြပြီးမှအကူညီချင်းကပုံသက်တည်ကောင်းလည်းဖြစ်တယ်အဲ့ဒါကြောင့်မို့ဒါလေးတစ်ခွန်းပြောချင်တာဖြစ်ပါတယ်လို့